မင်္ဂလာပါကျွန်မက Indian Shoe ပါလောက်ကိုင်ကတော့မြန်မာ Brown Trading Company မှာ DY Manager Operation DY Manager နဲ့လုပ်ခဲ့ပါတယ်ကျွန်မဒီ Idragon မှာကတော့ Supply Chain Management ကပေါ့နော် Batch 10မှာသင်ကြားခဲ့ပါတယ်ကျွန်မကတော့မနက်အေးမှာ Premium Distribution ကနေပြီးတော့ INE Import Export Officer အနေနဲ့အလုပ်လုပ်ကိုင်နေပါတယ်ဒီ Supply Chain Management နဲ့ Batch 11နေမှာပြင်နေကြပါတယ်အမကတော့မနုနုမိုင်ပါအခုလောလောဆယ် HLA Container Service မြန်မာ Company Limited မှာ Administrative Executive အနေနဲ့အလုပ်လုပ်ကိုင်နေပါတယ်အမတက်ခဲ့တဲ့အတန်းကကြတော့ Diploma in Supply Chain Management Batch 10ပါကျွန်တော်နာမည်တပ်ပန်ဆိုပါယာရုကတော့ Senior Manager နဲ့ Supply Chain Management မှာလုပ်နေပါတယ် Batch ကတော့ကျွန်တော် Batch 10မှာပြောရမယ်ဆိုရင်တော့15နှစ်လောက်ငယ်သွားပြီပဲအရန်ကြီးဟိုပေါ့နော်ဝန်တာပီတီဖြစ်ရပါတယ်ဂုံလန်းကုန်ယူပါတယ်ရှင်ဝန်တာပီတီအနေနဲ့ကတော့ဟို scale တစ်ခုကို accomplish ဖြစ်သွားလို့ခံစားရပါတယ်အရန်ပြောပါတယ်ဒီစနေဖြစ်တဲ့ချိန်မှာဟိုတဲ့ရတဲ့အတွက်အရန်ပြောပါတယ်ဟုတ်မှားနေရတော့ဒုတိယအချိန်ထပ်ပြီးတော့ဝယ်ယူလို့ခံစားရတာဖြစ်တယ်ပဲပို့ပြီးတော့ဝမ်းသာပါတယ်ဒီကိစ္စပရမောဘာလို့လုပ်ချင်လဲဆိုတော့နိုင်ငံတကာအသိအမြတ်ပြုလက်မှတ်တစ်ခုနောက်ပြီးတော့ဒီဟိုတက်ခဲ့ရတယ်အလုပ်တွေမှာအားနဲ့ကြားရ6လကျော်9လနီးပါးချိုးချိုးသားသားနဲ့တက်ခဲ့ရတဲ့ဒီနေ့ပွဲကိုတက်ရတာအရင်ပြောပါတယ်ဒီပလိုမာကိုတက်ရောက်ခဲ့တဲ့အကြောင်းရင်းကတော့ career ကို advance ဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့တက်ရောက်ခဲ့တာပါဟုတ်ယူရတဲ့ရည်ရွယ်ချက်ကတော့လုပ်ငန်းခွင်ထဲမှာထိရောက်ပေါ့နော်ပုံပြီးတော့ဟိုကောင်းမွန်တဲ့ result တွေရရှိဖို့ပုံလုပ်ငန်းခွင်ပုံထိရောက်ဖို့အတွက်ကျွန်မ UK diploma ကို join ရတာဖြစ်ပါတယ်ပို့ပြီးတော့လုပ်ငန်းခွင်ထဲမှာပို့ပြီးတော့ညထပ်ပို့ပြီးတော့တည်အောင်တက်အောင်ရယ်ပို့ပြီးတော့တဲဝင်ပေါ့နော်ဒီ supply chain management တဲဝင်တည်အောင်လို့ပို့ပြီးတော့ဖြစ်စေချင်လို့လေ့လာခဲ့တာပါIdragon ရွေးချယ်ပြရဲ့အကြောင်းရင်းကအလုပ်ထဲမှာပေါ့နော်လုပ်ဖို့ကင်တာအမတယောက်ကဆရာမကြီးရအရန်ဟိုပေါ့နော်သင်ကြားပို့ချတာအရန်ဟိုကောင်းနေပေါ့နော်အဲ့ဒါကြောင့်မလို့အလုပ်မှားတဲ့ချိန်မှာတက်ရတဲ့ online သင်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်အဆင်ပြေတယ်ရွေးချယ်စရာအများကြီးတဲ့ထဲမှာတင်ကြားပေးတဲ့ဒီချယ်ကြီးရယ်နောက် Idragon ရဲ့ support ပေးမှုတွေရယ်အဲ့ဟာတွေပေါ့နော်အဖက်ဖက်ကလေ့လာပြီးတော့မှအဖက်ဖက်ကစုံစမ်းပြီးတော့မှရွေးချယ်ပြီးတော့အကောင်းဆုံးတွေကတစ်ခုလို့ဟိုပါပေါ့နော်မျှော်လင့်တဲ့အတွက်ရွေးချယ်ပြီးတက်ရောက်ခဲ့တာဖြစ်ပါတယ်Idragon ကိုတင်တန်းကိုရွေးချယ်ရတဲ့အကြောင်းရင်းကတော့ဒီ supply chain ကိုတက်မယ်ဆိုပြီးတော့ research လုပ်တဲ့အချိန်မှာ Facebook မှာရောတခြားဟိုပေါ့နော်တခြားလူတွေအပြင်မှာရောမေးကြည့်တာပေါ့ပြီးတော့စမတော်ဆွေဆွေတင်ကိုရောတော့စမတော်ဆွေရှိရဲ့ဒီ Idragon ကိုစဟို join မိတာပါဟုတ်ကဲ့ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မလက်ရှိလောက်ကင်နေရလဲတကယ်ဒီ supply chain free ရမှာပဲဖြစ်တဲ့အတွက်ပို့ပြီးတော့ပေါ့နော်တင်တဲ့လက်တွေ့နဲ့ပေါ့နော်စာတွေ့ကိုပူပေါင်းပြီးတော့ပို့ပြီးကောင်းမွန်တဲ့ result တွေရအောင်ဆောင်ရွက်ခဲ့ပါတယ်နော်ရှိပါတယ်ဆရာမကြီးရဲ့သင်ပြပေးမှုတွေအရင်ကောင်းနေတော့ကျွန်တော်တို့နေတိုင်းဒီတင်ပြီးသားဟာရနေတိုင်းအလုပ်ထဲမှာနေတိုင်းလို့ပြန်သုံးတယ်ပေးပါလေ30ရီပေးပါကျမအနေနဲ့ကတော့9ကိုပေးပါတယ် supporting ရောဆရာဆရာမကြီးတွေရောတင်ကြားပြသမှုတွေရောအားလုံးတောင်းတာဖြစ်တဲ့အတွက်အမှတ်9ပါအဲ့လောက်ထိပေးပါတယ်အခုလဲပေါ့နော်နောက်ထပ်ဒီ supply chain ပြင်အခုလောလောဆယ်ကိုလည်း BOM back 4ကိုထပ် join ထားပါတယ်ကူညီပေးရလို့ဆိုတော့ဆရာမကြီးရယ်ပြီးတော့ဒီ Idragon မိသားစုရယ်ပြီးတော့ကိုရဲ့မိသားစုရယ်ကိုအများကြီးကျေးဇူးတင်ပါတယ်ပထမအဆုံးတော့ကိုရိုင်းကိုလည်းကျေးဇူးတင်ရမှာပေါ့နော်ဒီလိုမျိုးခက်ခဲနေတဲ့ကာလကြီးမှာဒီစူးစမ်းအလုပ်တစ်ဖက်နဲ့စူးစမ်းအားထုတ်ပြီးတော့ကိုရိုင်းစူးစမ်းမှုရောကိုနောက်က supporting ပေးနေတဲ့မိသားစုကောနောက်ဒီ Idragon ကပေါ့နော် supporting အဖွဲ့တွေကတင်ကြားပေးရတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ် Idragon ကိုလည်းကျေးဇူးတင်တယ်ဆရာမကြီးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်အခုလိုချိန်ပြီးအောင်သွားတဲ့ကျွန်တော်ကိုဆိုတော့လည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်မအနေနဲ့ခုနကျေးဇူးတင်ချင်တာဆိုတော့မိကိုယ်တိုင်ရောပြီးရင်စိုးဝေးတဲ့မိသားစုကိုရောတင်ကြားပေးတဲ့ဆရာဆရာမကြီးအားလုံးကျေးဇူးအများကြီးတင်ပါတယ်